အားလုံးပဲမင်္ဂလာပါ Beauty Insight Content လမ်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်မျက်နှာအစီပြန်လို့ moisturizer မသုံးဘူးလားအဲ့ဒါကမိတ်ဆွေမျက်နှာပိုအစီပြန်စေနိုင်တဲ့အကြောင်းရင်းဖြစ်နိုင်တယ်မနက်က skin care လိမ့်ထားတယ်နေ့လယ်ရောက်တော့မျက်နှာကတောက်ပြောင်နေပြီဒါကြောင့် moisturizer ကိုဖြုတ်လိုက်တယ်တကယ်တော့အစီပြန်တာနဲ့ရေဓာတ်များတာကမတူဘူးမင်းမျက်နှာကအစီပြန်နေပေမဲ့ရေဓာတ်မလုံလောက်တာဖြစ်နိုင်တယ် moisturizer မလိမ့်မဲထားရင်အသားရည်ကရေဓာတ်ဆုံးရှုံးတယ်အဲ့ဒီအခါမျက်နှာကသူ့ဘာသာအစီပိုထုတ်ပြီးကာကွယ်ဖို့ကြိုးစားတယ်ဒါကြောင့်အစီပြန်တဲ့ skin type တွေလည်း moisturizer လိုတယ်ဒါပေမဲ့အစီများတဲ့ cream မဟုတ်ဘဲ gel type, oil free type, lightweight type ဒါတွေကိုရွေးချယ်ပါတချို့လူတွေက moisturizer စသုံးပြီးမှမျက်နှာအစီပြန်တာတက်တာသွားတာရှိတယ်ဘာလို့လဲဆိုတော့ skin က balance ပြန်ရလာလို့ပဲနင်းရော moisturizer ကိုနေ့တိုင်းလိမ့်လာ yes ဒါမှမဟုတ် no comment မှာရေးခဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ